အကယ်ဒမီရပြီးနောက်ဇက်ကြမ်းကြီးတွေပဲမရချင်တော့ပဲဇလန်းတွေအရန်ရွေလာတဲ့အေဂျင့်မောင်ဆိုရှာရဲ့ကြည့်တွေနဲ့မင်္ဂလိပရိသတ်တွေကိုဖန်ဆာထားတဲ့တို့ကတော့အေဂျင့်မောင်ပဲဖြစ်ပါတယ်အေဂျင့်မောင်ကအခုချိန်မှာနံပါတ်1မင်းသားဖြစ်ရည်တည်နေပြီးသူပါဝင်ထားတဲ့ဇက်ကားတွေဆိုရင်လည်းအကုန်နီးပါအောင်မြင်တဲ့အထိပါပဲအေဂျင့်မောင်ဟာတိမ်ပကြီးဇက်ကားနဲ့လေပရိသတ်ရဲ့အားပေးမှုများစွာကိုပိုင်ဆိုင်ထားပြီး2024ခုနှစ်ရဲ့အကယ်ဒမီပေးပွဲအတွက်သူ့ကိုတိမ်ပကြီးကနေရမယ်လို့သာခံမှန်းထားခဲ့ကြလေဖြစ်ပါတယ်။ဒါမဲ့အေဂျင့်မောင်ဟာ2024ခုနှစ်ရဲ့အကောင်းဆုံးအမျိုးသားဇဘိုစုကိုပရိသတ်တွေခံမှန်းထားတဲ့တိမ်ပကြီးကနေမဟုတ်ပဲမင်းရုပ်ရှင်ကားကြီးနဲ့ထိုက်တန်တန်ရရှိခဲ့ပါတယ်။အိုက်တင်ကောင်းတဲ့မင်းသားတလက်ဖြစ်ပေမဲ့အောင်မြင်မှုရဖို့ကတော့ခက်ခဲရနေပါပဲ။အေဂျင့်မောင်ကရုပ်တည်ပြီးလူမှုဆက်ဆံရေးသိမကောင်းတဲ့မင်းသားတလက်မှုလက်တွဲခေါ်ခြင်းတွေကရှားပါကြတဲ့အနေထားပါ။အေဂျင့်မောင်တော့ခုဆိုရင်စူးစမ်းမှုရလက်ကြောင့်အကယ်ဒမီအစိုးရမင်းသားတလက်ဖြစ်လာခဲ့ပါပြီ။သူဟာဇနန်တွေရရင်လူသိအများခဲ့သလိုနောက်ပိုင်းတွေမှာသူရဲ့တရုပ်ဆောင်ချက်တွေကြောင့်ပိတ်တက်လက်ခံအားပေးတဲ့မင်းသားတလက်ဖြစ်ခဲ့ရလေဖြစ်ပါတယ်။သူရဲ့စူးစမ်းမှုတွေကိုတော့ပိတ်တက်တွေကမချေချိုးပဲမနေနိုင်ပါဘူး။အပြင်မှာနေအေးပြီးတင်းငင်တူတယောက်ဖြစ်ပေမဲ့ဇက်ပေါ်စီမျောတဲ့နေရာမှာတော့နောက်တယောက်ချိန်သွားသလားဆိုပြီးမှတ်ရလောက်အောင်ပြပြင်းခဲ့ရလေဖြစ်ပါတယ်။အေဂျင့်မောင်တော့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာမိုက်စာပုံစံနဲ့တရုပ်ဆောင်ခဲ့တာကြောင့်ပိတ်တက်အားပေးမှုကိုတခဲနဲ့ရခဲ့သလိုကိုစွန်ရဲ့အကယ်ဒမီစုကြီးကိုပါပိုင်ဆိုင်နိုင်ခဲ့ပါပြီ။အေဂျင့်မောင်တော့ဒရိုက်တာမီဘွားရဲ့ခံပတ်ဇာတ်ကားဖြစ်တဲ့မီးစုရဲ့ဇာတ်ကားကြီးနဲ့အကောင်းဆုံးအမျိုးသားဇဘိုစုကိုထိုက်တန်ရရှိခဲ့ရလေဖြစ်ပါတယ်။သူဟာအကယ်ဒမီရောက်ပြီးနောက်တရုတ်ဆောင်ကြီးမြင့်သွားပြီးမဲ့လေအကယ်ဒမီဆိုရမင်းသားတဲ့ဖြစ်ပြီးမှဇကားရိုက်ဖို့ကလန်တူရီကအကြိုင်ဆိုင်ပါပဲ။ရေချမ်းမောင်လည်းအကယ်ဒမီရဲ့ရခြင်းနာမည်တက်နေရမှုသူဘက်ကနေလည်းအစံကုန်စူးစမ်းနေခဲ့ရပါ။သူကဂရိတ်တာပြပြအောင်အစံကုန်စူးစမ်းနေရလေဖြစ်ပါတယ်။သူကတော့ဇိုးတထောင်ဆိုတဲ့ဇကားရိုက်တုံးကလည်းဂရိတ်တာပြပြအောင်ကတော့သုံးခဲ့တဲ့တီပါပဲ။အေဂျင့်မောင်ကတော့အချင်းစကားချွတ်ချွတ်လေးတွေဟာတာစကားတွေတဲ့ဒရမာကားတွေပိုရိုက်ရတာများပါတယ်။စက်ကြံကားတွေပိုရိုက်နေရတယ်လို့ပရိသတ်တွေကလည်းသူ့ကိုဒရမာဇာတ်ကားနဲ့အတိမတ်ပြတာများပါတယ်။ဒရမာမင်းသားဆိုပြီးပရိသတ်အတိမတ်ပြအားပေးတာခံထားတဲ့အေဂျင့်မောင်ကအခုလည်းဒရမာဇာတ်ကားတကားပြတဲ့ဇိုးတထောင်ရိုက်ကိုရင်ပရိသတ်ချစ်ကြတာခံရပြီးလည်းဖြစ်ပါတယ်။ဇိုးတထောင်နဲ့ဇာတ်ကားတော့ပရိသတ်အကြိုက်အမှုပညာရှင်တွေနဲ့ရိုက်ကူထားတာပါ။ဇိုးတထောင်တက်မှာအောင်မြင်မှုရခဲ့တယ်လို့ဇိုးတထောင်နဲ့မှလည်းအမိုက်စာတရုပ်ဆောင်ချက်တွေနဲ့ပရိသတ်အကြိုက်တွေးစီမှသိချပါပဲ။ဘလို့ဇက်ကျန်းတွေပဲအမြဲရိုက်နေရတာကြောင့်ရိုမန်ဒရမာတွေလည်းရိုက်ချင်မိတယ်လို့ပြောလာခဲ့ပါတယ်။တိမ်ပကြီးမှာလည်းမိမကိုအရင်ချစ်ခဲ့တဲ့ character ဆိုပေမဲ့နောက်ပိုင်းမှာဖောက်ပြန်မှုဖြစ်သွားခဲ့ရပါဒီတစ်ခါမှာတော့အေဂျင့်မောင်ကဖောက်ပြန်တဲ့ကောင်မဟုတ်ပဲမိမကိုရချစ်တဲ့အိမ်တောင်တဲ့ဖြစ်ပါဝင်တည်ဆောင်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာဆယ်လီနုပညာရှင်တဲ့အကြောင်းများကိုတင်ဆက်ပေးမှာပြလို့အသစ်တော်ရီတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘီနာချက်ပြီးခလုံးလေးကိုလေးနေထားပေးကြပါအောင်ရှင်ဆုံးတိအားပေးကြည့်ရှုမှုတက်လည်းကျေးဇူးအများကြီးတင်ပါတယ်